မင်္ဂလာပါရှင်ညီမစကိုင်းတည်တကူဗုဒ္ဓတက္ကသိုလ်ရဲ့ကတိကတပါးရဲ့အထကထာ52အုပ်လူရှင်ကြီးညာပြီးမယ်စာအုပ်ဘုံနေရလဲပါကင်ဖွင့်ပြီးတော့ဖောက်ပြပြီးမယ်ပေါ့နော်လိုက်ကြည့်ကြပါနော်ညီမနောက်ကိုနော်လူရှင်လည်းပြောပြမယ်နော်ညီမတို့အထကထာက52အုပ်ဆိုတော့ဒီမှာနှစ်ဘုံလာပါတယ်1ဒါနံပါတ်1ဘုံဒါနံပါတ်2ဘုံအထကထာ2ဆိုတော့1ဘုံကိုညီမအရင်ဖောက်ပြမယ်နော်နှစ်ဘုံစလုံးအဲ့အတိုင်းမှာကြီးရယ်နော်52အုပ်ဆိုတော့ဒီမှာအလှရှင်32နှစ်ပြည့်မွေးနေ့အလူနှစ်ဖက်မိဘများအမှုထား၏စေတနာရှင်ပဋ္ဌာန်းဆက်များမိသားစုများကောင်းမှုမကွေးတိုင်းတရက်မြူတဲ့ဒီမှာနော်အဲ့တော့အရှင်ဖေဟာဒီမှာအရှင်ဖေဟာဒကမာကြီးကိုဒေါက်တာအရှင်ဩဘာတကာယံဆိုတော့ဒီမှာတွေ့လိုက်အရှင်ဖေဟာရဲ့နာမည်ပါထိုးခိုင်းတာဒကမာကြီးအကုန်ထိုးပေးထားတယ်နော်